ရှင်။ Ethan Life မှာပြန်လဲကြိုဆိုပါရစေ။ဒီနေ့ကတော့ Ethan ဖျားသွားတဲ့ vlog လေးရိုက်ထားတာပဲဖြစ်ပါရဲ့ရှင်။ဆက်လိုက်ကြည့်ပါရှိပေးပါရှင်။6 9 7နဲ့ဖျားအစားထွက်ပါပြီ။အဲ့တော့ဒီမှာဒီတိုင်းပါလုံးရလဲစားထွက်နေပြီအကျမတို့ရွှေပြည်သားရဲ့မနဲ့ဆော့ဆော့မြင်ကွင်းရွှေပြည်သားရဲ့မနဲ့ဆော့ဆော့မြင်ပါမှာကျမတို့ရွှေပြည်သားရဲ့မနဲ့ဆော့ဆော့မြင်ပါမှာဆိုအလုပ်သွားတဲ့သူတွေနဲ့လိုက်ပါဦးမယ်ဒီချဲဘောကသူများနေထည့်တော့ကားနဲ့များနေတော့မထည့်တော့ပါဘူးဘယ်ရောက်မှချောင်းနဲ့စမထည့်ပါပါမယ်အားလုံးခေါ်ရပါမယ်ရှင်ကျမမောင်းတဲ့ကားလိုက်စီးကြပါ